အာမောဟဆိုတဲ့ကုသိုလ်ဟိတ်ဖြစ်တဲ့အခါရှောင်ကျဉ်နိုင်လားအဲဒီလိုရှောင်ကျဉ်တဲ့စာကိုဘာလို့ခေါ်သူစရိုက်ဆေပါလို့ဖြစ်ပေါ်တာတို့သူစရိုက်ကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းရင်းဒီသူနဲ့ဘယ်လိုလောဘအာလောဘအာဒေါသအမောဟတဲ့နော်အဲဒီအကုသိုလ်ရဲ့အရင်အမြင်ဖြစ်လို့ကိုတို့အာလောဘအာဒေါသအမောဟသုံးပါးဟေးလို့ရတယ်အမတန်ကျူစိတ်နဲ့ပြည်ပြီးဟောလာစီရင်ဖြစ်တော့အောင်ဘာလို့လဲတရားပြည်စီရင်ဖြစ်တော့အောင်အောက်ကအမြင့်တွေကထောက်ပါဘူးလားအဲဒီအမြင့်တွေရဲ့ဒီလောက်မြင့်တွေရဲ့ထောက်ပါမှုကြောင့်တရားပြည်ဟာဘာလို့အပင်ကြီးဟာကြီးထွားစီရင်တဲ့ပြီးတယ်လို့ဟုတ်လားအာလောဘအာဒေါသအမောဟတွေအမြင့်သုံးပါးကြီးစုပဲတွေ့အာကုသိုလ်စိတ်စရိတ်တွေဖြစ်ပြီးတော့ကုသိုလ်အစောအုံတွေဖြစ်ပါလေဒုစရိုက်တွေဆောင်းနေတဲ့ဒုစရိုက်တွေဖြစ်ပါလေဒါကဒုစရိုက်ဆောင်းတဲ့ကုသိုလ်ရှောင်ကျဉ်မှုမရဘဲနဲ့မပါဘဲနဲ့ဖြစ်တဲ့ကုသိုလ်တွေရှိလားအဲဒီကုသိုလ်တွေကသိတဲ့အတိုင်းပါပုံညတရားဝတ္ထုစေပါပုံညဆိုတာကကုသိုလ်ပြရတာပြုတာဝတ္ထုဆိုတာတရားကုသိုလ်ပြုဖို့အတွက်တရားစေပါတဲ့ဒီနေ့ပြတဲ့စာရင်းမှာရေးထားပါလေနော်ပုံညတရားဝတ္ထုစေပါစီရောမမှတ်မိမှာဆိုတော့အဲ့ဒါတဲလုံးပြရမှာကိုရေးချင်တာပြီးတော့ပြီးပြီးသားပါပဲပြီးတော့ပြီးပြီးတဲ့ဒီတက်တယ်မှာဆိုတော့ဘယ်လိုတက်လာလဲဒီလိုပါတဲ့လာပိုင်းနေပြအောင်ပဲအဲ့ဒီဟာဒီလိုလားရေးချင်ထားပါလေအနည်းဆုံးကိုလေးချင်းညာကိုယ့်အိမ်မှာတာဝန်ကြီးပြလို့ရအောင်လားဒါပြဆုံးမှပြရတယ်အဲဒီကုသိုလ်အားလုံးပြုရမယ့်တရားဟာဆေးပါရှိပါလေတဲ့မြတ်စွာဘုရားကုသိုလ်တွေတရားနံပါတ်1ကပါဒါနသီလဒုက္ခပိကံနဲ့သီလဟုတ်လားသီလနဲ့စောင့်သိနေဉာဏ်သီလလူသီလသီလစီသီလကိုဆိုင်သီလကိုစောင့်သိနေဘာဝနာသမဏတရားပေါင်းများတယ်နံပါတ်4အပစာယနာယူသေးတဲ့လူယူသေးတယ်အတဲ့ခိခါဘဝကြီးတဲ့လူယူသေးဝေယဝိသအမှန်လို့သူတို့ဘာရဲ့ဟောလာကုသိုလ်ကိစ္စတွေသူတို့ဘာကုသိုလ်ကောင်းမှုတွေကိုညီတယ်ဟောသူပွဲလို့မလဲအာလာကုတွေ့တယ်ကုချက်ပြီးတယ်စသဖြင့်ဟောလာကျောင်းလာပြီးတန်စီးတွေလုပ်ပြီးတယ်အဲ့ဒီဘာလို့ဝေယဝိသသံဃဝေယဝိသကျောင်းဝေယဝိသအဲ့ဒီကုသိုလ်ကောင်းမှုဝေယဝိသသူ့ကိုအိမ်မှာကိုယ့်ရဲ့မိဘရဲ့ဝေယဝိသတွေပြုလုပ်ပြီးနေမှာလို့ဝေယဝိသကုသိုလ်ပဲတော့မဟုတ်တဲ့ကြီးတဲ့ကိုရီမလေးဦးလေးတို့ရဲ့ဟိုလာဝေယဝိသတွေပြုလုပ်ပြီးနေမှာလို့ဝေယဝိသကုသိုလ်ပဲနော်နမကျောင်းကပတ္တိဒါနာပတ္တိဒါနာဆိုပတ္တိမိမိရာပြီးတဲ့ရောက်ပြီးတဲ့ဒါနာကုသိုလ်တွေကိုဟုတ်လားသူများပေးလိုက်တာဒါကိုပတ္တိဒါနာမိမိကုသိုလ်ကိုအမြတ်ကိုပြုပြီးတော့အမြတ်ပေးဝေးတာအဲ့ဒါဘာကုသိုလ်ပတ္တိဒါနာစေဝါနဲ့မှာတော့ပြောင်းနေအဲဒီလိုအမြတ်ဝေးတော့နံပါတ်9မှာပတ္တမောရဏသူတစ်ပါးကအမြတ်ဝေးတာကိုဝါပြောင်းလာတာလားတာရုခေါ်တာဒီပတ္တမောရဏတာရုခေါ်တော်ဘုရားဘာလို့ဒီမှာကုသိုလ်လုပ်တဲ့ဟုတ်ကဲ့လားကုသိုလ်ပြန်ကြရင်ပေါ့ဝမ်းသာလို့ဒီကောင်းလိုက်တာတာရုခေါ်တဲ့လူပဲဟုတ်ကဲ့လားပါဇက်ကတော့တာရုသူပဲစိတ်ကြီးကတူတော့လည်းမကြည့်နဲ့ဖြစ်နေဟုတ်ကဲ့လားပတ္တမောရဏဖြစ်ပါမလားမဖြစ်ဘူးဟုတ်ကဲ့လားသူရဲ့ကုသိုလ်စိတ်ရဲ့နှစ်ကာလဝမ်းမြောက်ကောင်းလိုက်တာကောင်းတာရုခေါ်လေဒီသူတို့ကကောင်းလိုက်တာဆိုနေပါတော့သူတွေတာရုခေါ်တာရုဆိုပါဠိလိုပြောတာအမှန်ဆိုကောင်းပြီဆိုပြောတာဒါပါဠိတာအဲ့တော့ဒီလိုရဲ့ကောင်းမှုရှိတာကိုနှစ်သက်ဝမ်းမြောက်ခြင်းနဲ့ဟုတ်ကဲ့တာရုခေါ်လာသည်ဘာလို့ပါတာမောရဏကုသိုလ်ဒါလည်းတရားလိုနဲ့အချောင်းလို့ပြောင်းတာကုသိုလ်တိုင်းပြီးလို့ခုရတယ်ပတ္တာပတ္တိဒါနာကိုယ်လည်းပြုအထုမှာကိုရာလေးတာကုသိုလ်ဒီမှာဝေရတာနော်ပတ္တာမောရဏကသူကခါလေသူစားမှစားအထုတာဟုတ်လားဒုက္ခတဲ့ကုသိုလ်တွေအမြပေးတယ်ကောဘာမှမလုပ်ခဲ့တော့တာရုဘောင်းဝင်ခေါ်လိုက်တာအဲ့ဒါကုသိုလ်ရောလားဒီလိုကုသိုလ်ကိုမင်းပြန်နော်အကျိုးကိုရာသတ်တော်လည်းမရှိတယ်ဒုသမားတယောက်ကပြည့်စည်ကဘုရားတော်ဆွမ်းလူလိုက်တော့
လောကဘုရားဘာမှထင်တာပါဘောင်းဆုံးလိုက်တော့ဝမ်းသာအားရခါတဲ့သူ့အိမ်နဲ့ဒီတာကိုတစ်စက်နဲ့တစ်စက်လူဆောင်တွေနားလူသားတွေစနေတာပေါ်လာကြတာနောက်ဆုံးသူ့ရဲ့အလုပ်ကြီးတစ်ထေးအိမ်မှာရှိတဲ့အိမ်ကနတ်ကတန်းပေါ်အဲ့ဒါမေးတာကအားတင်းသူလေးဆိုတော့ဒီလိုနတ်ပါအိမ်ဆောင်နတ်ပါဘာသာလို့ခေါ်တာလို့ဆိုတော့ဒီလိုပဲအသိအိမ်ကအိမ်ပါတော့လူသမားဟိုမှာပစ္စည်းကဘုရားအားလူဆောင်တဲ့နဲ့လူလိုက်တဲ့အတွက်တာလို့ခေါ်တယ်လူတို့မှာအဲ့ဒါမှတခါလေအဲ့ဒီလူမကိုခေါ်ပြီးတော့အဲ့တော့မင်းတာလို့ခေါ်တယ်မင်းသူတွေဘယ်တော့ပေးရလဲဆိုငါတို့ကတစ်ထောင်ပေးမယ်ငါသူတွေအများပေးပါတဲ့နော်သူကတမင်တဲ့စာတွေ့တယ်သူကအကြမ်းနဲ့ထောင်ပြီးတော့အများကိုခိုင်းတာအများကုသိုလ်ကိုအများကိုအဲ့ဒီလူကဟာမပေးနိုင်ဘူးတဲ့တော့လည်းမရှိဘူးသူအများတော့အုံးသွားခန်းတော်မှာဆိုလို့ရော့သွားမှာဆိုလို့ပြီးတော့ဟိုငါညလေးလို့ပါဆိုလေယုံအဲ့လိုဆိုနေတယ်ပစ္စည်းကတော့မေးလို့မယ်ပစ္စည်းကဘုရားကဆုံးနာပြီးရွာပြီးထွက်သွားပြီးရွာပြီးတော့ပြေးလိုက်နေတယ်အစင်းကဒီဒီလိုတတိယသူအမြောက်ဝင်အမြောက်ကောင်းဝင်ပါလေပြီးတော့အမြောက်ဝင်လို့ပြီးတော့များကုသိုလ်တွေမြဲတော်ပါလားအမြောက်ဝင်သိပါလားလို့ပစ္စည်းကဘုရားကိုရှောက်အဲ့တော့ပစ္စည်းကဘုရားအရှင်ကဥပမာနဲ့ပြီးတော့ပဲတကားရွာကြီးတွေပါမှာမှောင်းနေမင်းမရှိကြဘူးဝိจิตကြောက်စတယ်မရှိဘူးအဲ့ဒီမှာအိမ်လေးကမိကြီးရလို့ပြီးတော့လိုက်တယ်တိတ်နေပဲနေအဲ့မိလေးနာတော့အဲ့ဒီမိကိုချားရင်ချားရင်လည်းနားလာပြီးတော့ပြီးသွားတာပြီးတော့ပြောလုံးလင်းတော့ပြောလုံးလင်းတော့ပြီးမူလအိမ်ရှင်မိရရော့လာမရော့ဒီပြီးရော့တယ်မရှိပိုးလင်းသွားတာပဲရှိအဲ့ဒီလိုပါပဲကုသိုလ်အမြကိုကျင်းရောက်မှမရော့ကုသိုလ်တွေပို့တိုးပါလေပို့လင်းတယ်ပို့တိုးပါလေဆိုတော့အဲ့ဒီမှာကျင်းနေတာဖြစ်ပြီးတော့အေးရမှုတစ်ထိပ်ပြောပြီးတော့သူစရာဟိုလားပေးတဲ့ကြားထောင်းလေးယူအများလေးဝေလို့လားအများဝေတာကကုသိုလ်ရထောင်းနဲ့တက်ရတယ်ဒီမှာလက်တွေကျုံလို့လားအကြောင်းကိုဒီပြောရင်ဟုတ်လားသူတော်ရဲ့ကုသိုလ်တာလို့ခေါ်တာဒီလေလေးကုသိုလ်ရတယ်ဒီလိုလေးကုသိုလ်ရတယ်ဆိုတာကစိတ်ကောင်းရှိမှစိတ်ကောင်းမရှိဘဲနဲ့ခုနကကုသိုလ်ဟဲ့ပြီးရှိဘူးဆိုရင်အဲ့ဒါကိုခေါ်နေမှာမခေါ်နိုင်ဘူးသူတော်ကဟုတ်လားသူကတတ်တာကိုပြောပြီးတော့ကိုကမကြည့်ဘူးလားဖြစ်နေဟုတ်လားဒါမှမခေါ်နိုင်မောင်းနှောင်းနေတယ်အများကြီးရှိတယ်နော်အေးဒါတော့နော်အဲကြောင့်ပတ္တန်ဘောရဏသူတော်တွေကအမြဝေနေဟောမြဝနာတာခေါ်ပါနောက်ဓမ္မသမဏဘောရဏတရားစကားကိုနားထောင်ဘူးတဲ့ဘုရားတရားတွေဟုတ်လားနာယူပါယခုသင်္ကန်းတက်နေတယ်ပဋ္ဌာန်းသင်္ကန်းလာတဲ့ဆိုဘာကုသိုလ်ရဓမ္မသမဏကုသိုလ်ရကြပဲဟုတ်လားအိမ်မှာလည်းကိစ္စဒီပါလေအင်တာနက်ကတရားတွေနားထောင်နေဆိုပါလို့ဓမ္မသမဏနော်ကုသိုလ်ရနေတယ်ဓမ္မဒေသနာဓမ္မတရားတွေဟောနေတယ်တဲ့အဲ့လိုတရားဟောတာကဓမ္မဒေသနာပစ္စည်းလာပါမငဲ့ကိုဖိနေဒါစီဒီအနာတိုင်လည်းအဲ့စနေပြန်လို့အဲ့ဆက်လာရှိဒီရှမ်းဘူးဘာအဲ့ဒီအဲ့ဒါကိုချီအောင်မင်းတော့အဲ့တော့ဓမ္မဒေသနာတရားတွေဟောနေကုသိုလ်ရယခုဆိုပါတော့ဘုန်းကြီးတရားဗန္တရားတွေဟောပြောနေတယ်ဒီဘာကုသိုလ်ဖြစ်လို့ဓမ္မဒေသနာဖြစ်တယ်ဟောယခုအနန္တနာတွေကပြန်ပြီးသူကအစင်ပြောပြတယ်နော်ဓမ္မဒေသနာဖြစ်တာပဲနော်အကြောင်းကိုယ်ကိုယ်ဟောပြတယ်အစင်သားလေးအောင်ပြောပြတယ်ဒါဓမ္မဒေသနာကုသိုလ်ဒေတိစုကမ္မာတဲ့အယူဖြောင်းမှန်ရတယ်အယူဖြောင်းမှန်တယ်ဆိုတာကတော့အဓိကတော့ကာမတက္ကတာဉာဏ်ကာယကိုယုံကြည်တဲ့ဉာဏ်ရှိရင်ပါလို့အယူဖြောင်းမှန်တာပဲဟုတ်လားကံကာယကိုခြင်းရဲ့အကြောင်းတော့အကျိုးဖြစ်တာပဲလို့